มาสิกองสิเนี่ยนะตัวดูดูเย่อภิกุพุ่งกุยพูดด้วยตัวเย่ non interference ก็มีนะบาเลยพุ่งกุยเราตุยอะไรกูเนาะตัวดีฮาการ์ตะเกกูบาเลยตะเกกูเอาตันจาเลยloyal เวจนวาร์สุชินเดบเนาะตัวเย่อภิพุ่งกุยพูดด้วยอีโล non interference ก็มีนะตัวมีนะตรงเลชีดาก็ตัวหายัน used to พิเดฮาก็အခုချင်းကနေရပ်တန်းတင်ပြီးလို့မြင်နေတို့တချို့တို့ရဲ့ချင်းအတိုင်းဝမ်ပါတီတော်လကောမြန်မာတိုင်းဝမ်ပါတီတော်လကောအများတန်းတို့ကိုဒီလိုစေးချတော်လောက်ချင်းဖြစ်ပါဖြစ်မလဲပေါ့နော်တို့ဒီဟာလေးကိုလေအများကြီးဝေဖန်မှုတွေအပေးရမယ့်စဝေဖန်မှုတွေကျွန်တော်တွေ့ရတယ်ပေါ့လေအဲ့ဒီမှာကျွန်တော်ပြန်ကြည့်ဖို့ကတော့ဥက္ကူပြန်ကြည့်ရအောင်ကိုလူမျိုးတွေကိုတုငယ်ချင်းတွေကိုရမိသားစုတွေအသက်ခံမှုနဲ့ဒီလိုနေစင်နေတာလူမှုချုပ်ပုံမှုတွေအတွက်သူတို့အတွက်ဘာမှမလုပ်ပေးရဘူးလားပို့တော့မလုပ်ပေးရဘူးလားသူတို့ဥစားပြုတ်လို့အတွက်အသက်ရှင်တဲ့ကျွန်တော်ကတရားမျှတမှုရှာဖွေပေးဖို့အတွက်ကျွန်တော်ကတာဝန်မရှိဘူးလားပေါ့နော်ဆိုတော့ဒီဟာလေးကိုပထမဆုံးနေနဲ့အမေတိုင်းတတိမူပြီးတော့ဒီလိုလူခွင့်ရေးကျွန်တော်ရဲ့နေစင်နေတာကလေးသူငယ်ရောလူကြီးတက်ကြီးရွယ်အောင်ဆိုမချန်တက်တဲ့လူတွေအတွက်တက်တဲ့လူတွေဟိုပြီးတော့သူတို့အသက်ခိုင်းတဲ့လူတွေအတွက်အမေတိုင်းကျွန်တော်က represent လုပ်ပေးရမယ်ဆိုတဲ့ဟာကိုအမေတိုင်းစိတ်ဆိုင်တာနဲ့ကျွန်တော်ဗာလေတိမှုစေချင်းနေပေါ့နော်ပထမဆုံးနေနဲ့ဒီ Timor Leste တန်ယုံကိုမြန်မာစစ်ကော်မရှင်ကပေါ့လေဟင်ထောက်ရဆိုတဲ့ဟာကတော်လေးကိုဗာလေအချီမရှိဘူးလို့ပြောရမယ်ပေါ့နော်အဲ့ဒါကဘာကိုဆိုတယ်ဆိုတော့ပထမတစ်ချက်နေနဲ့ဒီစစ်ကောင်စီနေနဲ့သူတို့ရဲ့လောက်ရက်ကိုထိုင်ကန်တယ်ဆိုတဲ့ဟာကိုသူတို့ကပထမဆုံးနဲ့တည်ပြတဲ့သဘောလေးရောက်သွားတယ်ပြီးရင်တော့သူတို့ကြောက်ရွံ့မှုရှိတယ်ဆိုတဲ့ဟာလေးတစ်ခါတည်းနဲ့ပေါ်ပြပေးတယ်လို့ပြီးတော့သူတို့ရဲ့ဒီလိုကျိုးလုံးမှုပေါ်မှာတာဝန်ခံတာဝန်ယူမှုကိုသူတို့ကဗာလဲမလို့ချင်ဘူးဆိုတဲ့ဟာကိုလေတစ်ဖက်တန်းပြတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီလိုနိုင်ငံရဲ့randomize ဆက်ဆံရေးကိုဒီလိုဖြတ်တော့ပြီးတော့ပြည်တွင်းအမောင်းထုတ်တာကတကဘာလုံးလည်းတိပေးသွားတယ်ပေါ့နော်အဲ့ဒီလောက်ချင်းအပြင်တကဘာလုံးကလေဘာတွေဖြစ်လေဆိုတာပို့ပြီးတော့အတိပေးသွားတဲ့ခါမှာပို့ပြီးတော့ Timor Leste နိုင်ငံကနဲ့မြန်မာနိုင်ငံပြည်သူလူထုအတွက်ရက်တီပေးတဲ့နေရာမှာပြီးတော့မြန်မာနိုင်ငံမှာတရားမျှတမှုရရှိအတွက် ပြည်သူTimor Leste တရားရုံးရဲ့commitment ပေါ့လေ commitment ကိုလည်းအများကြီးပူပရိုထုံးအပေးမယ်လို့ယုံကြည်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီရဲ့လောက်ရက်က Timor Leste တရားရုံးရဲ့လောက်ဆောင်ချက်ကိုတုံးဆောက်တော့မှာမဟုတ်ဘူးစနေပူပြီးတော့မြန်မာပြည်သူလူထုနဲ့ရက်တီဖို့အတွက်ပူပြီးတော့အကောင်းစေမယ်လို့ယုံကြည်တယ်ဆိုတော့ဒီလိုချီနေမျိုးမှာတကဘာလုံးပြည်သူတွေရတော့လကောင်းအစိုးရတွေတော့လကောင်းပြည်သူလူထုနဲ့Timor Leste နိုင်ငံတရားရေးဌာနနဲ့အတူရက်တီပေးဖို့လည်းဒီရနဲ့တောင်းဆိုချင်ပါလေလို့ဟုတ်အာရှင်ရဲ့မူမှာအကြီးမားဆုံးလို့ကျွန်တော်ခေါ်ဆိုလို့ရတယ်ပေါ့နော်ဒီ 5-point consensus ကအာရှင်နိုင်ငံမှာဒီလိုအားလုံးကဘုံသဘောတူညီပြီးတော့ဒီလိုကျိုးလွန်တဲ့သူကိုယ်တိုင်ဒီလိုလောက်ဆောင်တဲ့သူကိုယ်တိုင်ကလည်းမရေးထူတဲ့ consensus ဆိုတာကဒီဟာကတကယ့်ကိုကြီးမားတဲ့အရာကြီးမားတဲ့ဗာလေအောင်မြင်မှုတခုလို့ကျွန်တော်ယူဆလို့ရတယ်ဆိုတော့ဒီ ASEAN 5-point consensus မှာပထမအချက်ပါဝင်တဲ့တပ်ဖြတ်မှုကိုရပ်တန့်ပါဆိုတဲ့ဗာလေတဘောတူမီချက်တစ်ခုကိုတော့မလိုက်နာပေးနဲ့ဒီနေ့ဒီချင်းထိဗာလေလိုက်နာရမယ့်စာပူပြီးတော့နေစင်နေမြပြည်သူလူထုကိုတပ်ဖြတ်တယ်ကျွန်တော်ပြည်သူလူထုကိုစီရဆုံးမှုတွေပို့ပြီးတော့ဗာလေကျိုးလွန်နေတဲ့ဟာကိုကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့ तू ကလိုက်နာရမယ့်စာအရှင်ရဲ့တဘောတူမီချက်လိုက်နာရမယ့်စာ तू ကနေစင်နေမြကျိုးလွန်တဲ့ဟာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီရဲ့ဖြစ်စဉ်ကိုကျွန်တော်ကြည့်တဲ့အခါမှာအာဆီယံနိုင်ငံရဲ့consensus အာဆီယံရဲ့မူဖြစ်တဲ့ regional stability rule of law ကိုကျွန်တော်ပုံမထုံးကမယ်ဆိုတဲ့
နေရာမှာဒီစုစစ်ကောင်စီရဲ့သူတို့ရဲ့သဘောတူညီချက်ပြက်ကွက်ဖို့ကိုတော့တစ်ဖက်တစ်လမ်းနဲ့အာရှနိုင်ငံတွေကလည်းပူပြီးတော့ဒီဟာကို commitment လုပ်ပြီးတော့ Timor Leste ရဲ့ဒီလိုTimor Leste နိုင်ငံဟာဒီလိုအာရှနဲ့ပုံဝင်တဲ့ rule of law stability အတွက်တော့ပူပြီးတော့အာရှနိုင်ငံတွေကလည်းပူပြီးတော့အဖြစ်ပေးမယ်ပူပြီးတော့တိုင်းပူပေးမယ်ဆိုတဲ့ဟာတွေကျွန်တော်တို့ယုံကြည်ပါတယ်universal jurisdiction ကနိုင်ငံတော်တော်များများမှာရှိကြတယ်ပေါ့နော်ရှိကြပြီးတော့ဒီရဲ့ universal jurisdiction ရဲ့သဘောတဘာဝကနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံတရားစွဲဆိုမှုအတွက်လောက်ထားတဲ့ဟာမဟုတ်ဘူးအဲ့ဒီနိုင်ငံတစ်ခုမှာရှိရဆုံးမှုတွေပြီးတော့ပြမှုတွေကျိုးလွန်တဲ့လူတွေကိုတရားစွဲဆိုနိုင်ဖို့အတွက် line ဖွင့်ပေးထားတဲ့တရားစီရင်ရေးစနစ်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့အခု Timor Leste နိုင်ငံကသူတို့ရဲ့နိုင်ငံရဲ့ဥပဒေပေါင်းအတွင်းမှာ universal jurisdiction ရှိပြီးတော့ရှိတဲ့ခါမှာကျွန်တော်ပြည်သူလူထုကကျွန်တော် CHR ကိုယ်တိုင်ကဒီစီရဆုံးမှုတွေလူသားမျိုးနွယ်စုပေါ်ကျွလွန်တဲ့သူတွေကိုတရားစွဲဆိုတာကဟန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်ပြီးရင်တော့ဒီဟာကိုအာရှန်ရဲ့ charter လေးအာရှန်ရဲ့ charter လေးTimor Leste ရဲ့တရားရေးရုံးကနဲ့ပါလေချူထုတ်တာနဲ့ဘာမှမဆိုင်ဘူးပေါ့နော်သူတို့ Timor Leste တရားရုံးကသူ့မှာလွတ်လပ်တဲ့တရားရေးဌာနဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကဒီ Timor Leste ရဲ့တရားရေးဌာနကျွန်တော်အယုံကြည်ရှိတယ်သူတို့တရားရေးဌာနရဲ့လုပ်ဆောင်ချက်ကိုသူတို့ရဲ့အစိုးရကအောက်ချုပ်ရေးတရားကလည်းကျွန်တော်ဝင်ရောက်ဆွတ်ဖက်မယ်လို့ကျွန်တော်ကတော့ကျွန်တော်မထင်ဘူးပေါ့နော်ပြီးတော့ Timor Leste နိုင်ငံအနေနဲ့သူတို့မှာတရားမျှတရေးကိုလိုလားတဲ့နိုင်ငံဖြစ်တယ်သူတို့နိုင်ငံကိုယ်တိုင်ကဒီလိုစီရဆုံးမှုတွေလူသားမျိုးနွယ်စုပေါ်ကျွလွန်တဲ့ရာဇဝမှုတွေရင်ဆိုင်ခဲ့တဲ့နိုင်ငံဖြစ်တဲ့ခါမှာသူတို့ရဲ့တရားရေးဌာနမှာဒီလိုကျွန်တော်တို့ပေါ်ကျွလွန်တဲ့စီရဆုံးမှုတွေကျွန်တော်ဖြည့်ရှင်းပေးဖို့တောင်းဆိုတာကသူတို့ရဲ့တရားရေးဌာနကလေးလေးနဲ့စဉ်းစားပြီးတော့ကျွန်တော်ဆောင်ရွက်ပေးသွားမယ်လို့ယုံကြည်တယ်ပြီးတော့ဒါကြောင့်ပြီးတော့သူတို့ရဲ့တရားရေးဌာနကလည်းလွတ်လပ်တဲ့တရားရေးဌာနဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အခုဒီကနေ့ရက်တိုင်းမတော်ဘဲနဲ့ပို့ပြီးတော့သူတို့ရဲ့နိုင်ငံရဲ့တမိုင်းကြောင်းအရာကျွန်တော်တို့ကိုချင်းစာနာပြီးတော့ကျွန်တော်ရဲ့အခုတန်ကြမှုကိုပို့ပြီးတော့ဆောင်ရွက်ပေးသွားမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ပေါ့နော်ဟုတ်ဒီဟာကတော့တိုင်းတိုင်းဆက်ဆံရေးကနိုင်ငံရေးနဲ့ဆိုင်လို့လေးပဲCSO တွေကတော်တော်လေးအစိုးရတစ်ခုရဲ့တိုင်းတိုင်းရေးအစိုးရတစ်ခုရဲ့ policy ကို influence လုပ်တဲ့နေရာမှာCSO ကတော်တော်လေးအရေးကြီးတယ်ပေါ့နော်ပြည်သူလူထုရဲ့ပေါင်းမှုကတော်တော်လေးအရေးကြီးတယ်ဆိုတော့ဒီTimorပြည်သူလူထုတွေကလည်းဒီလိုမြန်မာအစိုးရနဲ့ Timorအစိုးရရဲ့တိုင်းတိုင်းဆက်ဆံရေးကိုသူတို့ပြည်သူလူထုတွေအနေနဲ့အလေးနဲ့ယူဆိုင်ထားနေမှာမဟုတ်ဘူးလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် Timor Leste နိုင်ငံကိုရောက်တဲ့ခါမှာ CSO ခေါင်းဆောင်တွေလည်းတွေ့တယ်တဖွဲ့ချင်းစီလည်းတွေ့တယ်သူတို့အဖွဲ့လိုက်လည်းတွေ့တယ်တွေ့တဲ့ခါမှာသူတို့ကကျွန်တော်ရဲ့ဒီကြုံတွေ့နေရတဲ့ဟာကိုသူတို့အတကယ်ဒီလိုထိဆူဝါလိမလို့သူတို့မယုံကြည်ပါလားပေါ့နော်ဘယ်လောက်ထိဒီဆူဝါရဆိုတဲ့ဟာကိုခုမှဒီလိုစေးချောင်းရောက်လာမှာပို့ပြီးတော့သူတို့နားလေတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကရိုက်ထားတဲ့စစ်ကောင်စီရဲ့စစ်ကော်မရှင်ရဲ့နေစင်းနဲ့ပြလေကြောင်းနဲ့တပ်ဖြတ်ဖို့ပဲကိုလေ documentary လောက်ထားတာရှိတယ်။အဲ့ဒီအကူဆေးဆိုတော့လေကျွန်တော်ပြတဲ့အခါမှာသူတို့ကတော်တော်လေးမျက်ရည်လေးဝေးပြီးတော့သူတို့ရဲ့စိတ်နှလုံးရင်းနဲ့သူတို့နိုင်ငံမှာတရားစီရင်ရေးတရားမျှတမှုရရှိအောင်သူတို့ဆေးဆောင်နေနဲ့အများကြီးသူတို့ယက်တီပေးမယ်ပေါ့နော်ယက်တီပေးမယ်သူတို့ရဲ့အစိုးရတွေတော်၎င်းပြီးတော့သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့၎င်းဆေးဆောင်နဲ့တိုက်တွန်းဆောင်ရွက်တော့ဖို့
ဆောင်ရွက်တော့မယ်ဆိုတော့သူတို့ကလည်းကျွန်တော်တို့ကိုအားပေးတယ်အားပေးတိုင်လည်းထွက်လာတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဆေးချောင်းနေနဲ့Timor Leste CSO တွေနဲ့လည်းဖန်ချက်ညီနဲ့လောက်ဆောင်ပြီးတော့အဲ့ဒီ Timor Leste နိုင်ငံလိုပဲတခြားအာရှနိုင်ငံနဲ့တခြားနိုင်ငံတွေမှာလည်း CSO ရဲ့အခန်းကဏ္ဍကသူတို့ရဲ့အစိုးရရဲ့ policy ကို influence လုပ်တဲ့အခါအကြီးပါတဲ့အခါCSO တွေရဲ့အခန်းကဏ္ဍပါဝင်မှုနဲ့ထုတ်ခံပေးမှတော်တော်လေးရည်ကြည်တယ်ပေါ့နော်ဆိုတော့ဒီဟာတွေလည်းပို့ပြီးတော့ချစ်ချစ်ပြင်းပြင်းလေးတဲ့ကျွန်တော်CSO တွေနဲ့ပူးပေါင်းသွားပြီးတော့Timor Leste နိုင်ငံလိုပဲတခြားနေရာတခြားနိုင်ငံတွေမှာလည်းကျွန်တော်ဆောင်ရွက်တော့ဖို့ကျွန်တော်ရည်ရွယ်ထားပါတယ်လို့တော်တော်လေးဒီဟာက artist ကြာပေါ့နော်ကျွန်တော်အာဆီယံနိုင်ငံမှာတချို့နိုင်ငံတွေကနဲ့အခုစစ်ကောင်စီရုပ်ပုတ်ကိုတရားမဝင်ဘူးသူတို့အတိအမှန်မပြောဘူးပေါ့လေဆိုတော့အတိုင်ကထွက်လာကြပြီပေါ့နော်အဲ့ဒီထွက်လာတဲ့အချိန်မှာပဲဒီTimor Leste နိုင်ငံကနဲ့ပြသားသားလေးနဲ့ဒီလိုရက်တီပေးတဲ့ခါမှာပို့ပြီးတော့တွန်းအားဖြစ်စီတယ်ပေါ့နော်ဆိုတော့အခုအာဆီယံနိုင်ငံမှာဒီလိုပြသားသားတွန်းပြန်တဲ့နိုင်ငံတွေဆိုရင်တော့ဒီမိုကရေစီနိုင်ငံနဲ့rule of law တရားဥပဒေစိုးမိုးမှုရှိတဲ့နိုင်ငံတွေလို့ကျွန်တော်တမ်းလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီကာလအတွင်းမှာပဲအခုTimor Lesteကနဲ့ဒီလိုTimor Lesteကနဲ့အခြေခံပြီးတော့ဒီလိုတရားမျှတဖို့အတွက်လမ်းဖွင့်ပေးတဲ့ခါမှာပြန်ပြီးတော့အာဆီယံရဲ့ charter မှာသူတို့မှာရွေးချက်ပြတဲ့တရားဥပဒေစိုးမိုးရေး regional stability ကဘယ်လောက်ထိပို့ပြီးတော့အရေးကြီးလေဆိုတဲ့ဟာတွေကိုတခြားနိုင်ငံတွေကိုလည်းဒီရဲ့ Timor Leste ရဲ့Timor Leste ဆောင်ရွက်ချက်ကအများကြီးအတိပေးမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီမိအောင်နိုင်ရဲ့ဒီအာဆီယံရဲ့ 5 point consensus တွေကိုမလိုက်နာဘူးပဲပြီးတော့အာဆီယံရဲ့ပကတိပိုင်းတန်ဖြစ်တဲ့တရားပိုင်းတန်ဖြစ်တဲ့ဒီလိုတရားဥပဒေစိုးမိုးရေး regional stability တွေအတွက်တခြားနိုင်ငံတွေကမြန်မာနိုင်ငံပုံမှာပို့ပြီးတော့ရက်တိဖို့ကိုလည်းပို့ပြီးတော့ခိုင်မာစေပြီးတော့Timor Leste နိုင်ငံနဲ့တခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့အခု5 point consensus ရဲ့အကောင့်ထည့်ဖို့တဲ့နေရာမှာပို့ပြီးတော့အထောက်အကူပြုစေမယ်ပို့ပြီးတော့အကောင့်စေမယ်လို့လည်းကျွန်တော်ကတော့ယုံကြည်တာပေါ့လေဒီလိုနိုင်ငံတကာတရားရေးဌာနလို့ပြောမလားပေါ့နော် universal jurisdiction နဲ့တခြားနိုင်ငံတကာရာဇဝတ်မှုနဲ့ပတ်သက်ပြီးတော့ဒီလိုတရားစွဲဆိုခံရတဲ့အရင်တော့ကပုံကိုယ်တွေကိုကြည့်တဲ့အခါမှာဘယ်တော့မှသူတို့အချင်းတော့တစ်ခါလေကြာလေးရှိပေမဲ့ဘယ်တော့မှမနှောက်ကြဘူးပေါ့နော်အချင်းပိုင်းနဲ့အမြဲတမ်းဒီလိုအရေးယူဆောင်ရွက်မှုကိုကျွန်တော်ရှိတဲ့ဟာကိုကျွန်တော်တမိုင်းကြောင်းမှာအများကြီးကျွန်တော်သိရတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်Timor Lesteရဲ့တရားရေးဌာနကိုကျွန်တော်ကအယုံကြည်ရှိတယ်ပြီးတော့အဲ့ဒီတရားရေးဌာနကနဲ့နိုင်ငံတကာပြည်မှုရာဇဝတ်ကောင်လို့ရာဇဝတ်ပုဂ္ဂိုလ်တွေလို့ကျင်ညာတတ်မှတ်တဲ့လူတွေကနိုင်ငံတကာရဲ့ဖိုင်ဝရန်တီလေးလာလိမ့်မယ်ပေါ့နော်လာလိမ့်တဲ့ခါမှာတော်တော်လေးဒီဟာကနိုင်ငံတကာရာဇဝတ်ပုဂ္ဂိုလ်ဆိုတဲ့ခင်ပုံတက်တဲ့လူတွေရဲ့လိုင်းစင်ကတော်တော်လေးအရင်ကျင်းသွားတယ်ဥပမာပေါ့ဗျာကျွန်တော်ရဲ့အရက်စကားနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်လူ၄ယောက်၅ယောက်ရှိတယ်လူ၄ယောက်၅ယောက်ရှိပြီးတော့လူ၃ယောက်ကဒီလူ၁ယောက်ကတခုတည်းမြလူတက်တမလို့ခင်ပုံတက်ရင်တော့အဲ့ဒီလူကဘယ်သူမှမပေါင်းချင်တော့ဘူးဒါကြောင့်မလို့အဲ့ဒီပုံစံမျိုးပဲကျွန်တော်ရဲ့နိုင်ငံတစ်ခုကနဲ့ဒီလိုနိုင်ငံတကာရာဇဝတ်မှုလို့တတ်မှတ်တဲ့ဟာကတော်တော်လေးနိုင်ငံတကာရဲ့ပုံရိပ်မှာတော်တော်လေးအရေးကြီးတယ်ဆိုတော့အဲ့ဒီမှာသူတို့ရဲ့စီးပွားရေးဆိုင်ရာတော်၎င်းပြီးတော့တခြားနိုင်ငံတွေနဲ့ဆက်ဆံရေးလုပ်တဲ့နေရာမှာဒီလိုနိုင်ငံတကာရာဇဝတ်လုပ်ခင်ပို့တတ်တဲ့လူတွေနဲ့ဆက်ဆံဖို့ကတော်တော်လေးအများကြီးဒီပုံရိပ်ကထိခိုက်မှုရှိစေမယ်ပြီးတော့အခုမြန်မာနိုင်ငံမှာကြည့်ပြီးတော့ကြည့်မယ်ဆိုရင်တော့အခု Japan case လာပြီးတော့နာမည်ဆိုးတွေထွက်လာတဲ့ခါမှာအများကြီးပိတ်ဆို့မှုတွေထိရောက်မှုတွေရှိထွက်လာပြီးတော့ဥပမာထွက်လာပြီးတော့financial flow တွေလည်းအများကြီးထိခိုက်လာတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးမှာတင်ထိခိုက်တဲ့ခါမှာကျွန်တော်ရဲ့နိုင်ငံတစ်ခုကနဲ့
နိုင်ငံတကာရာဇဝတ်လို့တတ်တဲ့လူတွေကအများကြီးဒီလိုစီးပွားရေးမဲ့ဖက်မှာလည်းအများကြီးထိခိုက်မှုရှိနေလို့ကျွန်တော်တို့ထိခိုက်မှုရှိမှာကအတေချာပြီပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုရင်တော့ဒီမဟာအာရှနိုင်ငံမှာအမေရိကန်အာရှနိုင်ငံတနိုင်ငံကအမေရိကန်တွိမဲ့နိုင်ငံတွေဖြစ်တယ်ရှောင်လို့မရဘူးဆိုတော့ဒီရဲ့ဘူးနေတဲ့နေရာသူတို့အရန်ကိုတက်တောင့်တက်တာရှိတဲ့နိုင်ငံနေရာသူတို့ကိုနိုင်ငံတကာရာဇဝတ်ကိုလို့ပြင်ပုံတက်လိုက်တာနဲ့သူတို့ရဲ့ line ကြောင်းကအများကြီးပိတ်သွားတယ်ပေါ့နော်သူတို့ခရီးထွက်တဲ့နေရာမှာလဲသူတို့ဖိုင်ဝရန်တွေလာဖိုင်ဝရန်တွေပြီးတော့လာရင်တော့သူတို့ရဲ့ခရီးထွက်မှာတော့ဘေးနေရာမှာမလုံခြုံဘူးသူတို့စေဝါကူတာကူတက်ပါအများကြီးတိုင်တမိုင်းကြီးရနဲ့တီမိုလက်စတေးရဲ့ထိခိုက်မှုကတော့တခြားရဲ့တီမိုလက်စတေးနဲ့တိုင်တမိုင်းကြီးရထိခိုက်မှုကတော့ဗာလေဘာမှစစ်ကောင်စီရဲ့သူတို့ရဲ့အပိကိုဖုံးကွယ်ပြီးတော့သူတို့ရဲ့အပိကိုဗာလေနိုင်ငံတကာမတိအောင်လောက်ဆောင်ချက်တစ်ခုပဲဖြစ်တယ်အဲ့ဒီကနဲ့တဆင့်သူတို့ဟာနိုင်ငံတကာရာဇဝတ်ကောင်တွေဖြစ်တယ်ဆိုတဲ့ဟာကဘယ်လိုခိုင်မာစေပြီးတော့အခုအာရှနိုင်ငံမှာသူတို့တက်တာနေတဲ့နေရာမှာတော့သူတို့နေရာရှိလိမ့်မယ်လို့ကျွန်တော်တို့မယူဆဘူးပေါ့နော်ဆိုတော့ဒီဟာလေးကတော်တော်လေးသူတို့ရဲ့စီးပွားရေးအရတော်လကောင်းနိုင်ငံကြီးအရတော်လကောင်းသူတို့ရဲ့ပုံရိပ်အရတော်လကောင်းအများကြီးထိခိုက်စေနေနောက်အရေးကြီးဆုံးကတော့ဘယ်သူမှတရားဥပဒေနဲ့ကျင့်ဝတ်လို့မရဘူးဒီရဲ့နိုင်ငံတစ်ခုကနဲ့နိုင်ငံတကာရာဇဝတ်လို့တတ်မှတ်တဲ့လူတွေကမနေ့ပြန်တစ်ဖက်ကမှမဖြစ်နိုင်ပါလေသူတို့ရဲ့တာဝန်ခံမှုကမရှိနိုင်တော့လေပဲနောက်အနှစ်20မှာလေဒီ record နဲ့ဒီဖြစ်စဉ်ကမပြုတ်သွားဘူးအခိုင်တရားကတော့အမြဲတမ်းသူတို့ရဲ့နှုတ်ကိုလိုက်ပြီးတော့တာဝန်ယူမှုရောက်ရှိမဲ့ချင်းတော့ရှိလာလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်လို့အင်ဒိုနီးရှားနိုင်ငံမှာတော့တရားစွဲဆိုတဲ့ team မတော်ဘူးပေါ့နော်တရားစွဲဆို team မတော်ဘူးသူတို့က universal jurisdiction ရှိတယ်မဲ့သူတို့ရဲ့ဖွဲ့စည်းပုံဟာuniversal jurisdiction ရှိတယ်မဲ့သူတို့ရဲ့ပြဋ္ဌာန်းဥပဒေမှာပေါ့လေပြဋ္ဌာန်းဥပဒေမှာတခြားနိုင်ငံတွေကအင်ဒိုနီးရှားရဲ့jurisdiction ပေါ့လေအင်ဒိုနီးရှားနိုင်ငံတွေမှာဖြစ်စဉ်တွေကိုသူတို့ကပါလေလက်ခံပေးတယ်ပေါ့နော်ဒါကြောင့်မလို့အင်ဒိုနီးရှားရှိနေတဲ့ lawyer တွေကလည်းသူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဖွဲ့နေသူတို့ရဲ့ပြဋ္ဌာန်းဥပဒေတွေကစန့်ကျင်ဘက်ဖြစ်နေတယ်ဆိုပြီးတော့သူတို့ရဲ့ဒီလိုသူတို့ရဲ့universal jurisdiction ကို line point စေတဲ့ဟာကိုပိတ်ပင်တဲ့ဥပဒေတွေကိုသူတို့ပြင်ဆင်ဖို့လုပ်ဆောင်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီရဲ့ line ကြောင့်ဖွင့်ပြီဆိုရင်တော့သူတို့ဥပဒေတွေပြန်ပြီးတော့ပြင်ဆင်ဖို့တွေလုပ်မယ်ဆိုရင်တော့အခု Timor Leste လို့ကျွန်တော်တရားစွဲဆိုလို့ရမယ်ပေါ့နော်ဆိုတော့ဒီဟာတော့ကျွန်တော်ကတော့သူတို့ရဲ့တရားဥပဒေမှာသူတို့ရဲ့ဥပဒေတွေကိုပြန်ပြီးတော့ပြင်ဆင်ပေးဖို့ကျွန်တော်တင်သွင်းတဲ့အရာတစ်ခုပေါ့နော်ဆိုတော့ဒီလိုတရားစွဲဆိုရနေတဲ့တင်သွင်းတာမဟုတ်ဘူးဒါပေမဲ့ Timor Leste ကတော့သူတို့ရဲ့တရားကြီးဌာနနဲ့သူတို့ရဲ့တရားဥပဒေကရှင်းလင်းရှိပြီးသားကျွန်တော်တို့နိုင်ငံတကာရာဇဝတ်ကျူးလွန်တဲ့လူတွေကိုသူတို့ရဲ့တရားကြီးဌာနမှာတရားစွဲဆိုခွင့်ဆိုတာသူတို့မှာကြဖို့ပြထားတယ်ပြီးတော့တခြားဥပဒေကလည်းတာစီပိတ်ပင်တာမရှိတဲ့အတွက်ကြောင့်ဒီလို Timor Leste ကတော့တရားကျွန်တော်တရားစွဲဆိုဖို့တွေလုပ်နိုင်ပြီးတော့အခု Timor Leste တရားရုံးကလည်းကျွန်တော်အမှုကိုလက်ခံပေးပြီးတော့သူတို့စုံစမ်းစစ်ဆေးဖို့အတွက်အမှုကိုကင်တွင်မဲ့ရှိနေတွေကိုလည်းခံရထားတာဖြစ်ပါတယ်လို့ဟုတ်Timor Leste ရဲ့တရားကြီးဌာနဘယ်လိုတောင်းမလဲဆိုတော့တိကျကြတော့ကျွန်တော်ပြောဖို့ခက်တယ်ပေါ့နော်ပြောဖို့ခက်တယ်ဒါပေမဲ့အခုကျွန်တော်တင်သွင်းတဲ့အမှုကိုသူတို့လက်ခံလိုက်ပြီးတော့ဒီလိုကြားနာမှုတွေစပြီးတော့ဆောင်ရွက်တော့ပေါ့နော်ဒီဆောင်ရွက်တဲ့အခါမှာကျွန်တော်ဆွေးတဲ့တရားဆွေးဆိုထားတဲ့ပုံကိုယ်တွေကိုလည်းစင်ခေါ်နိုင်မယ်ပေါ့နော်ဒါပေမဲ့စင်ခေါ်ရင်လေသူတို့တွားပြီးတော့တရားရုံးမှာသူတို့သူတို့ထွက်ဆိုချက်တွေပေးပါမဟုတ်တော့တေချာပဲပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံအတွက်ကုလသမဂ္ဂနဲ့လုပ်ပေးတဲ့ mechanism တစ်ခုရှိတယ်ဒီဟာကတော့ double M လို့ခေါ်တယ်ပေါ့နော်double M ရဲ့
ရဲ့သူတို့လုပ်ငန်းကမြန်မာနိုင်ငံမှာဒီလိုတရားလူမျိုးချိုးဖောက်မှုနဲ့ဆီရာဇဝမှုလူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဇဝမှုတွေကိုသူတို့ကတက်တဲ့အထောက်အထားတွေထားရှိတယ်သူတို့တက်တဲ့အထောက်အထားကိုဒီအင်ဒိုနီးရှားတရားရေးရုံးကဒီလိုကျွန်တော်ဆွေးနွေးထားတဲ့လူတွေပုံကိုယ်တွေကမထွက်ဆိုရင်တော့ဒီတပတ်အမ်တို့ကိုထိုင်မထိုင်ဟိုတောင်းဆိုပြီးရဒီရဲ့အချက်လက်ပေါ်မှာသူတို့ကကောက်ချက်ယူပြီးတော့သူတို့ဗာလေသူတို့ရဲ့ verdict ပေါ်လေတရားစင်ချက်မှန်လို့ရပြီပေါ့နော်လုံလောက်ပြီပေါ့နော်ဆိုတော့ဗာလေဒီရဲ့ကျွန်တော်တရားဆွေးနွေးလူပုဂ္ဂိုလ်ကသူတို့ထွက်ဆိုမဆိုဘူးနဲ့မဆိုင်ဘူးပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်ရဲ့team in check ကတော့ဒီ molested တရားရုံးကဒီလိုတကယ် approve တွေကိုချက်မှန်နိုင်ဘူးတွေလောက်ဆောင်တဲ့နေရာမှာကျွန်တော်ရဲ့ဆွေးနွေးချက်ပေါ်မှာကျွန်တော်ကိုလည်းတစ်ခါလေးစင်ခိုနိုင်တယ်ပြီးရင်တော့ဒီလိုdouble M တွေကိုလည်းချက်လက်တောင်းပြီးတော့ဒီလိုလုံးဖို့ပေါ်မှာသူတို့ကျွန်တော်စင်ချက်ချလိမ့်မယ်ချမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ဘယ်လိုပြောမလဲဒီ molested နိုင်ငံက ICC ဖွဲ့ဝင်နိုင်ငံလေးဖြစ်တဲ့ခါမှာသူတို့ရဲ့တရားစွဲဆိုမှုသူတို့ကနဲ့ဒီလိုစင်ချက်ချတဲ့လူတွေနိုင်ငံတကာရာဇဝတ်အပြစ်ရှိတဲ့လူတွေစင်ချက်ချတဲ့လူတွေကို ICC အဖွဲ့ဝင်တွေနဲ့လည်းပူးပေါင်းနိုင်မယ့်နည်းလမ်းတွေလည်းရှိလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒီခါမှာ ICC အဖွဲ့ဝင်တွေကလည်းwillingly နဲ့ပေါ့လေစိတ်ဆန္ဒပါဆိုတာနဲ့လေပါဝင်ပေးလိမ့်မယ်လို့ယူဆတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီလိုကျူပိုင်းဆောင်ရွက်မှုကအများကြီးဒီ molested နိုင်ငံမှာပြီးပြီးနဲ့တခြားနိုင်ငံတွေလည်းအများကြီးပူပေါင်းပါဝင်မှုနဲ့ဒီလိုတရားမျှတရရှိနိုင်မှုလမ်းကြောင်းကလည်းအဖြစ်ကနဲ့ကျွန်တော်ဗာလေဆောင်ရွက်ပေးဖို့ပေါ့လေအဲ့ဒါကိုလည်းကျွန်တော်ကတော့ပြောလင်းပါတယ်နောက်ဆုံးနေနဲ့ကျွန်တော်ကချင်းလူကြီးဖြစ်တယ်ပြီးတော့ကျွန်တော်ကဒီလိုတရားမျှတရေးကိုကျွန်တော်ရှာဖွေလူတွေဖြစ်တယ်ပေါ့နော်တို့တချို့ကျွန်တော်ရဲ့ချင်းအတိုင်းဝမ်မာတင်တော်လကောမြန်မာတိုင်းဝမ်မာတင်တော်လကောအများအားကျွန်တော်ကိုဒီလိုစေးချောလောက်ချင်းဖြစ်ပါဖြစ်မလဲပေါ့နော်တို့ဒီဟာလေးကိုလည်းအများကြီးဝေဖန်မှုတွေအပေးရမယ့်စဝေဖန်မှုတွေကျွန်တော်တွေ့ရတယ်ပေါ့လေအဲ့ဒီမှာကျွန်တော်ပြန်ကြည့်ဖို့ကတော့ဥက္ကုပြန်ကြည့်ရအောင်ကိုလူမျိုးတွေကိုတုံငယ်ချင်းတွေကိုရမိသားစုတွေအသက်ခံမှုနဲ့ဒီလိုနေစင်နေတာလူမျိုးချဖို့မှုတွေအတွက်သူတို့အတွက်ဘာမှမလုပ်ပေးရဘူးလားပေါ့မလုပ်ပေးရဘူးလားသူတို့ဥစားပြုပြီးတော့အတွက်အသက်ရှင်တဲ့ကျွန်တော်ကတရားမျှတမှုရှာဖွေပေးဖို့အတွက်ကျွန်တော်ကတာဝန်မရှိဘူးလားပေါ့နော်ဆိုတော့ဒီဟာလေးကိုပထမဆုံးအနေနဲ့အမေတိုင်းသတိမူပြီးတော့ဒီလိုလူခွင့်ရေးကျွန်တော်ရဲ့နေစင်နေတာကလေးသူငယ်ရောလူကြီးတက်ကြီးရွယ်အောင်ဆိုမချန်တက်တဲ့လူတွေအတွက်တက်တဲ့လူတွေဟိုပြီးတော့သူတို့အသက်ခိုင်းတဲ့လူတွေအတွက်အများတိုင်းကျွန်တော်က represent လုပ်ပေးရမယ်ဆိုတဲ့ဟာကိုအများတိုင်းစိတ်ဆိုင်တာနဲ့ကျွန်တော်ဗာလေတိမှုစေချင်းနေပေါ့နော်နောက်တစ်ခုကတော့အခုစစ်ကောင်စီအများတိုင်းပြုံးနေတယ်ပေါ့နော်အများတိုင်းပြုံးနေတာဗာလေဆိုတော့politics ကတော့နိုင်ငံရေးနဲ့ဖြည့်ရှင်းရမယ်ပေါ့နော်ဆိုတော့အဲ့ဒါကဗာလေဘာဆိုလို့လဲဆိုတော့နိုင်ငံရေးနဲ့ဖြည့်ရှင်းပြီးတော့ငင်းချမ်းရေးရရှိမယ်ဆိုတော့ဒီငင်းချမ်းရေးရရှိတဲ့ချိန်မှာသူတို့ရဲ့အပြစ်မှုတွေဒီလိုကျုပ်လုံးနေတဲ့ရာဇဝတ်မှုတွေပြည့်ကိုသွားမယ်ဆိုတဲ့ဟာကအများတိုင်းသူတို့ရဲ့ကျူးစာချက်မှာအများတိုင်းရှိနေတယ်ပေါ့နော်ဆိုတော့ဒီဟာတွေကိုလည်းအများတိုင်းကျွန်တော်သတိထားဖို့လိုတယ်ကျွန်တော်နောက်မှာဒီရဲ့ပြစ်မှုတွေဒီရာဇဝတ်မှုတွေကကျွန်တော်အများတိုင်းတာဝန်ယူမှုရှိရမယ်နောက်မှာကျွန်တော်ရဲ့ကာလမှာမဖြစ်ခဲ့ရင်တော့ကျွန်တော်ရဲ့နောင်လာတဲ့ပုဂ္ဂိုလ်တွေကလည်းဒီရဲ့ခံရတဲ့ victim တွေအတွက် present လုပ်ပေးပြီးတော့တရားမျှတမှုကိုအများကြီးရှာဖွေပေးဖို့လိုတဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်ထည့်သွင်းချင်တယ်ပြီးရင်တော့ဒီလိုပြစ်မှုတွေကတော့ဒီနေရာမှာမဆိုကျွန်တော်ဖုံးကွယ်လို့မရဘူးကျွန်တော်ပြီးရင်တော့ဗာလေနောက်ကြတယ်ဆိုတာလည်းမရှိဘူးကျွန်တော်အများကြီးကျွန်တော်အားလုံးဆောင်ရွက်တရားမျှတမှုအတွက်တက်ပေးဝင်ရမယ်တာဝန်ရှိတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်လို့